ဘာကြောင့်လဲဆိုတော့ကိုကတစ်စီကရန်ပြန်လာရင်နားပြီးတော့ကျွန်တော်သတင်းချထားပါတယ်ကိုကတစ်နောက်ကိုလည်းကျွန်တော်လိုက်ရတော့မယ်ဗျာနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းကိုကတစ်နောက်လိုက်ပြီးတော့ကျွန်တော်လည်းရာသက်ပံနားတာကောင်းမယ်လို့လည်းကျွန်တော်စဉ်းစားရပါတယ်အကြောင်းဆရာနဲ့ကိုချစ်လင်းပုံမှာကျွန်တော်အုပ်ကြီးစီကလည်းကျွန်တော်ကြေးကြောင်မပြောဘူးဗျာနော်တိုင်အောင်ဘယ်လောက်ပေးပါလို့ကျွန်တော်မပြောဘူးပြီးတော့ထပ်ပြောမယ်ကျွန်တော်ဒီကျွန်တော်တို့ကြောင်မေးခွင်းမှာလည်းဖြစ်တယ်ဆိုရင်ကျွန်တော်ကြောင်မေးခွင်းရဲ့ခွင်းပိုင်ရှင်ကိုလည်းကျွန်တော်တို့ဒီလောက်ပေးပါလို့ကျွန်တော်မတောင်းဘူးဗျဘသူဘလူမှကျွန်တော်မတောင်းဘူးဗျဒါကျွန်တော်မှန်သားစကားပြောတာပါအခုပွဲပြတ်တယ်ဆိုတာကကျွန်တော်ကြောင့်ကျွန်တော်ကပဲဒီ10သိန်းတော့၎င်း9သိန်းတော့၎င်းတောင်းနေတယ်ဆိုတာကြီးကြောင့်ပွဲပြတ်တယ်ဆိုပြီးတော့အတိုင်ကြီးကလွှင့်လဲခါကျတော့ကျွန်တော်လည်းဘာမှမဆိုင်ပါဘူးအဲကြောင့်နားလဲပြပါလာခဲ့ပါဒါလေးနဲ့ချင်းမှုပွဲကအဓိကအဲ့ဒါပဲကြေးအများကြီးကျွန်တော်မတောင်းပါဘူးဘယ်သူမှလည်းကျွန်တော်ဖုံးမဆက်ဘူးပေါ့ဒီပွဲဖြစ်မယ်ကျွန်တော်ဒီလောက်ပေးကျွန်တော်လာခဲ့မယ်လို့ကျွန်တော်မပြောပါဘူးအခုကကွင်းမကြိုက်တာနဲ့ဒိုင်မကြိုက်တာနဲ့ဆိုတာလေးရပြီးတော့အဲ့လိုပေါ့နော်ကွန်မန့်ဒီမှာတွေ့မြင်နေရတာကျွန်တော်ပဲ10သိန်းတောင်းတယ်လို့5သိန်းတောင်းတယ်လို့ပြောအောင်ပြောထားလေဆိုတော့ဒိုင်ကိုထူးကတဲ့မန္တလေးမှာတဲ့မဟုတ်တာလှုပ်ထားလို့နေမှာပေါ့တဲ့ကွန်မန့်လေးနော်ဒိုင်ကိုထူးတို့တဲ့တမျိုးလုံးပေါင်းလို့လေ10တန်းမအောင်ဘူးအဲ့လောက်ထိအောင်ကျွန်တော်တို့ပြောခံရတာဗျ